Harry Kane ကတော့ဖလားရသွားပြီတချို့တွေခုထိဖလားမရကြသေးဘူးတချို့တွေအတွက်အောင်မြင်မှုဆိုတာတကယ်ရှိတယ်လို့တချို့တွေအတွက်ကြတော့လေအောင်မြင်မှုဆိုတာဦးမြင့်မောင်ကိုပြောရလားဆိုပြီးအခုထိမေးကြတော့မဲလို့ဆိုချင်ပါတယ်တချို့တွေကအောင်မြင်မှုရဖို့အတွက်ကံပါလာတက်ကြတယ်လို့တချို့ကြတော့လေအောင်မြင်မှုနဲ့တည်ပြီးကံမဆက်ခဲ့ကြဘူးလို့ဆိုရမှာပါဥပမာပြောရရင်ဆွန်အောင်မင်းနဲ့ Harry Kane တို့ကိုလည်းညှို့ထိုးပြရမှာဖြစ်ပြီးအခုဆိုရင် Harry Kane ဟာမှတ်ပေးချန်ပီယံဆုကိုရရှိသွားခဲ့ပြီဖြစ်ပြီးဆွန်အောင်မင်းကတော့အခုချိန်ထိစပါမှာဖလားလက်မဲ့ရာသီတွေကိုဖျက်ဆီးနေရတာပါHarry Kane နဲ့ဆွန်အောင်မင်းတို့ဟာစပါမှာခြေစွမ်းကောင်းတွေပြသခဲ့တယ်လို့အတွဲညီညီကစားခဲ့ကြပြီးတွင်းကိုပေါများစွာကိုရယူခဲ့ကြဖို့တဲ့ကစားသမားတွေပါဒါပေမဲ့စူပလာအောင်မြင်မှုမှာတော့မမေရရလက်ညှိုးထိုးပြစရာမရှိဘူးလို့ဆိုရမှာဖြစ်ပြီးအခုတော့ Harry Kane ဟာသူ့ရဲ့ကစားမပေါ်မှတ်တမ်းကောင်းတစ်ခုကိုစိုက်ထူနိုင်လိုက်ပြီဖြစ်ပါတယ်ကျိုးတွေကလည်းဆွန်အောင်မင်းလိုပါပဲစူပလာအောင်မြင်မှုအတွက်စာလောင်နေကြပေမဲ့သူတို့တွေဟာအဲ့စာလောင်မှုတွေကိုဖြည့်တင်းနိုင်ခြင်းမရှိခဲ့ကြတာကိုမြင်တွေ့နေကြရတာပါပရီးမီးယားလိရဲ့ထိပ်သီးအသင်းကြီးတွေထဲမှာပရီးမီးယားလိချန်ပီယံဆုနဲ့10ဆုနှစ်တခုကျော်ကြာဝေးကွာနေတဲ့အသင်းတွေရှိခဲ့တယ်လို့10ဆုနှစ်နှစ်ခုနီးပါးကြာရှိနေခဲ့တဲ့အသင်းတွေလည်းရှိထားခဲ့ကြပါတယ်။ခင်သာမြင်သာပြောမယ်ဆိုရင်မန်ယူအသင်းနဲ့အာဆင်နယ်အသင်းတို့ဟာပရီးမီးယားလိချန်ပီယံဆုနဲ့ဝေးကွာနေခဲ့တာအချင်းအတော်ကြာသွားခဲ့ပါပြီ။ပရီးမီးယားလိရဲ့ကြီးချောက်ကြီးအသင်းတွေထဲမှာရပ်တည်နေခဲ့ပြီးပရီးမီးယားလိချန်ပီယံဆုနဲ့အတော်လေးအလန်းဝေးနေခဲ့ကြတာပါ။အဲ့လိုအမှတ်ပေးဖလားအောင်မြင်မှုနဲ့ပတ်သက်ပြီးမန်ယူနဲ့အာဆင်နယ်တို့ဟာအလန်းဝေးနေခဲ့ကြပေမဲ့ Harry Kane ကတော့ပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်။ Harry Kane ဟာပရီးမီးယားလိရုံးမှာအချိန်ကာလတစ်ခုကြာကစားခဲ့တယ်လို့ဂိုးသွင်းအများဆုံးကစားမဆုကိုလည်းရရှိခဲ့ပေမဲ့သူကစားခဲ့တဲ့စပါအသင်းကတော့စူပလာမိုးခေါင်မှုနဲ့ရင်ဆိုင်နေရပြီးအောင်မြင်မှုတွေနဲ့ဝေးကွာနေခဲ့ရတာဖြစ်ပါတယ်။တရားဒီလဲဖလားမရ၊200ဒီလဲဖလားမရနဲ့ဖလားမရတဲ့ဘောလုံးရာသီတွေများလာတဲ့အခါမှာ Harry Kane တယောက်စူပလာတွေနဲ့ပတ်သက်လာရင်ကံကြမ္မာဆိုးကြနေတဲ့စပါအသင်းကိုစွန့်ခွာဖို့စိတ်ဆုံးဖြတ်ခဲ့ပြီးဂျာမန်ကလပ်ဘိုင်ယန်မြူးနစ်ကိုပြောင်းဖို့ဆုံးဖြတ်ခဲ့တာပါ။မန်ယူအသင်းကလည်းကမ်းလှမ်းမှုတွေပြုလုပ်ခဲ့ပေမဲ့အင်္ဂလန်သားတိုက်စစ်မှုဟာမန်ယူအသင်းထက်ဘိုင်ယန်မြူးနစ်ကိုပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။မန်ယူကိုပြောင်းပြစ်ခဲ့တာဟာ Harry Kane တယောက်ရွေးချယ်မှုမှန်ကန်သွားတယ်လို့ဆိုရမှာဖြစ်ပြီးတကယ်လို့မန်ယူအသင်းကိုသာပြောင်းရွှေ့ခဲ့မယ်ဆိုရင်အခုချိန်ထိအမှတ်ပေးဖလားကိုစုကူးနိုင်မှာမဟုတ်ပါဘူး။လက်ရှိကလပ်ဘိုင်ယန်မြူးနစ်ကိုပြောင်းရွှေ့သွားလို့သာအမှတ်ပေးဖလားကိုစုကူးနိုင်ခဲ့တာဖြစ်ပြီး Harry Kane တယောက်လူရေးလဲမှန်ခဲ့တယ်လို့အသင်းရေးလဲမှန်ကန်ခဲ့တာဖြစ်ပါတယ်။ Harry Kane ဟာပြီးခဲ့တဲ့ညကစားခဲ့တဲ့မိုချန်ဂလာဘတ်အသင်းကိုနိုင်ယူခဲ့တဲ့ပွဲစဉ်ပြီးမှသူ့ရဲ့ကစားသမားဘွားပထမဆုံးချန်ပီယံဆုဖလားဖြစ်တဲ့ဘွန်ဒက်လီဂါဖလားကိုမိသားစုနဲ့အတူကင်မြောက်အောင်ပွဲခံခဲ့ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းဟာပြီးခဲ့တဲ့တစ်ပတ်ထဲကဒီယာဒီဘွန်ဒက်လီဂါမှာဗိုလ်ဆွဲဖို့တေချာသွားခဲ့ပြီဖြစ်လို့အခုပွဲရလဒ်ဟာအရေးမပါတော့ပေမဲ့ဘွန်ဒက်လီဂါအိမ်ဝင်းနောက်ဆုံးပွဲမှာအနိုင်ရလဒ်နဲ့အဆုံးသတ်နိုင်အောင်ကြိုးပမ်းခဲ့ကြပြီးအသင်းအတွက်ဂိုးတွေကို32မိနစ်မှာ Harry Kane နဲ့ပွဲပြီးကန်တွေမှာ Olise တို့ကသွင်းယူသွားခဲ့ကြတာပါ။ Harry Kane ကကစားမဘွားတစ်လျှောက်တူးချင်းအကောင်းဆုံးဆုတွေဖြစ်တဲ့ Premier League ရှစ်ပန်းဆု3ချိန်2018ကမ္ဘာ့ဖလားရှစ်ပန်းဆုတွေကိုရယူခဲ့ပြီးအဲဒီဆုတွေကဘွန်ဒက်လီဂါဖလားလောက်အရေးမပါဘူးလို့ဖွင့်ရပြောဆိုခဲ့ပါတယ်။ Harry Kane ကဒီအချိန်ကိုရောက်ဖို့အချိန်အများကြီးစောင့်ခဲ့ရတယ်။ဘွန်ဒက်လီဂါဖလားဟာကျွန်တော်ရဲ့တူးချင်းဆုစိတ်တွေထက်အများကြီးပိုအထိပ်ပဲရှိတယ်။ကျွန်တော်ကစားမဘွားမှာလိုအပ်နေတဲ့ကွက်လက်တစ်ခုကစူပလာအောင်မြင်မှုရယူနိုင်မှုဆိုတာအားလုံးသိပဲ။အခုချိန်မှာကျွန်တော်ပကုံးဘော်ကဝင်တော့ဝင်မိုးတွေကိုရှော့ချနိုင်ခဲ့ပြီလို့ပြောကြားသွားခဲ့ပါတယ်။